အားလုံးပဲမင်္ဂလာပါကျွန်တော်ထုံးစံတိုင်းကျွန်တော်ဗီဒီယိုမျိုးလို့ရှင်ခေါင်းမှာ yes လို့မှတ်ခဲ့ပြီပါဆိုတော့ဘယ်နေရာကနေကြည့်နေရဆိုတာလဲမှတ်ပေးပါဗျာကျွန်တော်ဒီနေ့တော့ကျွန်တော်အဲဒီမှာ South Oak ဖိုင်နေမှာကျွန်တော်အဲ့ဒီ South လေးကိုပြန်ပြီးတော့ review လုပ်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ဆရာကြီးရဲ့ South Oak လည်းဖြစ်ပါတယ်တော့ကျွန်တော်တို့ဒီမှာတနင်္ဂနွေတိုင်အကြောင်းပေါ့လေတနင်္ဂနွေတိုင်ရဲ့ definition ဒီဟာကိုဖတ်ချင်လို့ရှင်တော့ဝိဇာနေကြမြန်မာပြည်တွင်ဆရာကြီးဦးလင်းအောင်ရဲ့စာအုပ်မှာဖတ်လို့ရပါတယ်။ကျွန်တော်ဒီမှာသူကနှစ်ပိုင်းရှိတယ်။သူရဲ့အပေါ်အပိုင်းရဲ့အောက်အပိုင်းရဲ့ဆိုတော့အပေါ်ကျတော့ကောင်းတဲ့အပိုင်းအောက်ကိုကျတော့မကောင်းတဲ့အပိုင်းဆိုပြီးတော့ကျွန်တော်နှစ်ပိုင်းခွဲထားပါ။ဒီတိုင်မှာတော့အပေါ်အောက်နှစ်ပိုင်းပဲခွဲထားတယ်။အဲ့တော့မှတိုင်ရဲ့ definition ကိုကျတော့သူကတရားသမားနဲ့ကျွန်တော်အောက်ကိုကြတော့ကျွန်တော်အမှုသမားဆိုပြီးတော့ရေးထားပါတယ်။ကျွန်တော်လေ့လာကြည့်အောင်နော်။ကျွန်တော်ဒီအတိုင်းမှာကျွန်တော်ဒီအထက်သုံးလုံးတောက်ကြရဲတနင်းလာရဲ့ခြားစာပရိရဲ့တရားသမားတွေအောက်သုံးလုံးဖြစ်တဲ့မုဒ္ဒဟူးရဲ့စနေရဲ့အင်္ဂါရဲ့ကကြတော့အမှုသမားတွေပေါ့နော်။တော့ကျွန်တော်ဆရာစီမှာသင်ငယ်တော့ဆရာဒီလိုမျိုးရှင်းပြတယ်။ဒီတနင်္ဂနွေတိုင်ရဲ့တရားသမားအမှုသမားကြောင့်ကျွန်တော်နန်တော်အစဉ်ကနေယူတာပါနော်နန်တော်အစဉ်မှာဆိုလို့ရှိရင်မြတ်စွာဘုရားပြိဋိဘံစံတော့ဓာတ်တော်တွေလောင်းတာပေါ့ဓာတ်တော်လောင်းတဲ့အခါမှာကျွန်တော်တို့ဒါယဟန်တန်ဃာတွေလို့ခေါ်တဲ့ဒီတရားသမားတွေရဲ့ဒီဓာတ်တော်ကိုဖြန့်ကြမဲ့ပြဿနာအမှုသမားတွေရဲ့အဲ့ဒီလိုမျိုးနှစ်ပိုင်း꿰သွားပါတယ်ဒီမှာကတော့ပြီးတော့တူနေတာတခုကကျတော့ဒီစနေကိုကျတော့ကျွန်တော်အမှုခင်းပြဿနာလို့ဖွင့်လိုက်မယ်ပေါ့နော်အမှုခင်းပြဿနာလို့ဖွင့်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြာသာပရိသီပညာအတွေးခေါ်ဆိုပြီးတော့မှသူကအဲ့လိုတော့ပြီးတော့ဖွင့်လို့ရတာပေါ့လေအဲ့ခါကျတော့ဒီမှာကျတော့လေသူ့ရဲ့တိုင်သဘောရဒီကောင်ဒီပညာအတွေးခေါ်သူဒီပြဿနာအဲ့လိုမျိုးလဲလုပ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတကယ်ယူထားတဲ့အားကကြတော့ကျွန်တော်နန်တော်စရာနေပြီးတော့မှတရားသမားနဲ့အမှုသမားဆိုပြီးတော့ယူထားတာဖြစ်ပါတယ်ဒါတန်တင်းကုန်းတွေအတိုင်းဒီနဝင်းမှာဆိုလို့ရှိရင်ကျွန်တော်နဝင်းရဲ့သဘောတရားအောင်မြင်ခြင်းပေါ့အကြောင်းတိုက်ဆိုင်ဆိုအောင်မြင်တဲ့အရာတွေကိုကျွန်တော်နဝင်းလို့ခေါ်တယ်အနည်းကိုဒီမှာကြတော့စီးပွားရေးကိစ္စပေါ့ဒီစီးပွားနေရာကောင်ကျစီးပွားရေးကိစ္စဘယ်ကနမ်းမဲလာသူကစီးပွားရေးကိစ္စဖြစ်ဒီနေရာကကောင်ကကြတော့ကျွန်တော်တို့အိမ်တော်ရေးကိစ္စအဲ့တော့အိမ်တော်ရေးကိစ္စနေရာမှာကျွန်တော်တို့တောက်ကြလို့ခေါ်တဲ့စကားအဲ့ဒီဟာကိုအိမ်တော်ရေးနဲ့ပေါင်းလိုက်လို့ရှိရင်တော့အိမ်တော်ရေးနဲ့ပတ်သက်တဲ့စကားတွေပြောတယ်ပေါ့တနည်းအားဖြင့်နှာဦးကြားတဲ့စကားတွေပြောတယ်ပေါ့နော်ဒီလိုမျိုးလဲယူဆလို့ရတယ်အပေါ်မှာကြတော့ကျွန်တော်တို့ကဒီတရားသမားဒါပေမဲ့ဒီအိမ်တော်ရေးနေရာမှာကြတော့ကျွန်တော်စုပ်ကိစ္စတွေမလွတ်မလပ်ရှိတယ်ဆိုတာကိုသိထားရမယ်နော်အောက်သုံးလုံးပြန်ကြည့်တော့သူဒီနာနေရပေါ့သူကခိုက်တဲ့နေရသူဒီထွက်ပြက်နေရဒီသုံးလုံးအားဒီကျွန်တော်တို့ကစိုးတယ်ပေါ့အဲ့ဒီမှာအဆိုးဆုံးကကျွန်တော်တို့ကခိုက်အားကအဆိုးဆုံးပေါ့ကျွန်တော်ဒီမှာအစိမ်းရောင်လေးနဲ့ကျွန်တော်ဝိုင်းပြထားတယ်ခိုက်အားကအဆိုးဆုံးဒီမှာကျတော့နဝင်းအားကအကောင်ဆုံးပေါ့ဒါတိုင်ရဲ့အကြီးဆုံးအားနဲ့နှစ်ခုပေါ့နော်အကောင်ဆုံးအားတစ်ခုရဲ့အဆိုးဆုံးအားတစ်ခုရဲ့โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တရားသမားအမှုသမားဆိုတဲ့ဟာကိုကျွန်တော်တို့အရင်ဆုံးခွဲကြည့်ရအောင်ဒါကိုကျွန်တော်ဆရာပြောပြတဲ့ဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြန်ပြီးတော့ပြပြပေးသွားမယ်14365သူကဒီကြာသာပရိသတ်တယောက်ကနေပြီးတော့ဆရာစီကိုလာတယ်ပေါ့နော်ကြာသာပရိသတ်တယောက်ကတနင်္ဂနွေတိုင်းမှာလာတယ်ကျွန်တော်တနင်္ဂနွေတိုင်းမှာလာတဲ့ခါကျတော့နဝင်းအားနဲ့ဝင်လာတာနဝင်းအားနဲ့ဝင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကတရားသမားဘာသာရေးသမားဖြစ်တယ်လို့ဆရာကောက်ချက်ချရှင်းလေးပါနော်ကျွန်တော်ဒီအပေါ်ဒီတရားသမားတိုင်းအောက်ဒီအမှုသမားတိုင်းလိုက်ရေဘူးရနော်တော့ channel ဆန်နဲ့ရေဘူးရအဲ့ရေဘူးရအောင်မှာကျွန်တော်တို့ကနမိတ်တွေနဲ့တိုင်တွေနဲ့ကျွန်တော်ပေါင်းဆက်ပြီးတော့မှဟောခွက်ပြန်ပြီးတော့ထွက်မယ်ဆရာကဂျာတာဘေးနဝင်းရောက်တဲ့အချိန်မှာဂျာဘေးသားရောက်တဲ့အတွက်ကြောင့်မလို့တရားသမားဘာသာရေးသမားဖြစ်တယ်လို့သူပြောတယ်အဲ့တော့ဗာပြောလဲဆိုလို့ရင်ဟုတ်ပါတယ်သူကတရားသမားပါဘာသာရေးသမားလည်းဟုတ်ပါတယ်ဖျားတဲ့ចောင်းဆောက်လုပ်ပါတယ်ဆိုပြီးတော့မှသူကပြောတယ်ပေါ့လေအဲ့တော့အဲ့ဒီမှာဒီအခါမှာလည်းနောက်ကြာသာဘေးသမီးတယောက်
တူပဲဝင်လာပါတယ်အဲ့ဒီတယောက်ကိုလည်းတော့အဲ့လိုမျိုးပြောပါတယ်ခင်ဗျားလည်းဖះတဲ့ចောင်းဆောက်လုပ်နေတဲ့သူပဲလို့ဆရာကပြောတယ်အဲ့ခါကျတော့အဲ့ဒီကြာသာသမီးကလည်းဟုတ်တယ်ဆိုပြီးတော့သူဝန်ခံတယ်အဲ့တော့ကြာသာဘေးသမီးလက်ထဲမှာဘာကင်ထားလဲဆိုလို့ရှိရင်ကျတို့ဖနက်ကိုကင်ထားတယ်ဟုတ်ပြီနော်သူ့ရဲ့လက်ထဲမှာအဲ့ဒါကကျတော့နာမည်ပြအရင်ဆုံးသူ့ရဲ့နာမည်နာမည်ထက်ကျွန်တော်ဝစ်လာတဲ့အရာကအာကြီးတယ်ဝစ်လာတဲ့အရာကိုဒီလက်မှာကင်ထားတဲ့အရာပို့ပြီးတော့အာကြီးရဆိုဒီကောင်ကလက်ထဲမှာကင်ထားတဲ့ကောင်ကဖက်နှက်ကင်ထားတဲ့ကြောင့်မလို့သူကဖက်နှက်အားပို့ပြီးတော့ကြီးသွားတယ်ဒါပေမဲ့သူကဘာသာရေးတဲ့ဘာသာအဲ့ဒီကျလာဘေးသမီးကဘာပြောလဲဆိုတော့ဘာသာရေးသမားဟုတ်တယ်ဖះတဲ့အကြောင်းဆောင်လုပ်နေဟုတ်တယ်ဒါပေမဲ့လောဆယ်မှာအခက်အခဲတစ်ခုကြုံနေတယ်လို့ဆရာကပြောဆရာကကြည့်လိုက်တယ်သူကဘာသာရေးသမားဒီဖက်နှက်ကိုကင်ထားတယ်ကျောင်းဖះတဲ့ကျောင်းဆောက်တဲ့အခါမှာအခက်အခဲတစ်ခုကြုံနေရဆိုတော့သူကဖះရဲ့အောက်ခြေဖြစ်တဲ့အုံမြင့်ချဖို့အတွက်ကိုဘီလက်မြေတို့တဲတို့လိုနေတာလားဆိုပြီးတော့ဆရာကအဲ့တိုင်းမေးလိုက်ပါတော့အောက်မှာအုံမြင့်ချဖို့ဘီလက်မြေတို့တဲတို့လိုနေသေးရလားလို့မေးတော့အဲ့မျိုးသမီးကဟုတ်တယ်ဆရာအဲ့ဒါလိုနေတာလို့ပြောတယ်ဆရာဘယ်လိုသိလဲပေါ့အကြောင်းဆရာကကြတော့လက်ထဲမှာခိုင်းထားတယ်အဲ့ဒီဖက်နှက်ကိုကြည့်ပြီးတော့မှဒီဟာဒီကြာသာဘေးသမီးနဝင်းရောက်နေတဲ့သူဒီအခက်ခဲဖြစ်နေရသည်ဘာကြောင့်ဖြစ်နေရလဲဆိုရင်ဖះနဲ့ဖះတယ်နေတာဖြစ်ကြအောင်မလို့ဒီဖက်နှက်ဖြစ်တဲ့ဖက်နှက်သဘောဖြစ်တဲ့အုံမြင့်အတွက်ပေါ့နော်ဘီလက်မြေတို့တဲတို့လိုနေတာလို့ဆရာကကောက်ချက်ချဖြစ်ပါတယ်အဲ့ဒီကအဆင်ပြေမလားလို့မေးတယ်ဆရာပြောတယ်အဆင်ပြေမယ်အေးဆေးအဆင်ပြေသွားလိမ့်မယ်ဘာဖြစ်လဲဆိုရင်ကြာသာဘေးသမီးဒီနဝင်းနေရာကိုရောက်တယ်နောက်ပြီးတော့မှလှုပ်တဲ့အလုပ်ကလည်းနဝင်းနဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်နေရတယ်နော်နဝင်းနဲ့ပတ်သက်တဲ့ဖះတဲ့အကြောင်းဆောက်လုပ်နေရဖြစ်အကြောင်းမလို့အောင်မြင်မယ်လို့ပြောလိုက်တယ်တကယ်ပဲအဲ့ဒီအမျိုးသမီးကိုခုနကဒီဘီလက်မြေတွေတဲလှူမဲ့သူပေါ်လာတယ်အောင်မြင်သွားတယ်ပေါ့လေဆိုဒါလေးကအပိုင်းလေးတစ်ခုပေါ့နော်တော့ကျွန်တော်တို့ဒီမှာအပိုင်းဆက်တစ်ခုအနေနဲ့ထားခဲ့လိုက်ပါမယ်အပိုင်း1ပေါ့လေတော့နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုသဘောကျရဆိုရင် comment မှာမှန်ကြပါဘယ်လိုပုံစံလေးတင်ဆက်ပေးရမလဲသိကျင်တဲ့အကြောင်းလေးရှိလို့ရှင်လဲမှန်ကြနိုင်ပါတယ်